ကဲဗျာပြောတာဒီလားအဲ့တော့ကျတော့ဘာဖြစ်သွားလဲဆိုတော့တိုင်းပြည်တပြည်ကအေးချမ်းတဲ့နေရာမှာအေးချမ်းတယ်လို့ရှိနေပြီးတော့မှစစ်ပစ်ပွားတဲ့နေရာမှာအလုံးစုံပြတ်သုံးနေတယ်အဲ့တော့တက်မတော်သားတွေတေးတာလားရဲတပ်ဖွဲ့ဝင်တွေတေးတာလားပြည်သူစစ်မှုထမ်းတွေပြည်သူစစ်တွေတေးတာလားဆိုတော့မဟုတ်ဘူးနော်အေးနဲ့တိုင်အေးတယောက်မှမသေးပဲလည်းမရှိဘူးကိုကန်းနဲ့တိုက်လို့ကိုကန်းတယောက်မှမသေးရလည်းမရှိဘူးနော် TNN နဲ့တိုက်လို့ TNN အခု TNN တွေလူပါဝလာပြီ TNN တွေကဘယ်လိုလောက်လာပြီလဲဒီမှာကျွန်တော်မဟုတ်အဲ့ဒါကြုံရတယ်ဘောနော်အဲ့ဒါအရင်ပြောရမှာပေါ့နော်အဲ့လိုလက်ရှိစစ်မဖြစ်တဲ့နေရာတွေမှာအားလုံးကနေပြည်တော်မှာဆိုလဲဝနာသိတိဘုံလုံးကွင်းနေတို့ဒါတွေကတီးပြီးသားဖြစ်တယ်ဒါပေမဲ့ပြောရမယ့်အကြောင်းအရာကွင်းအဆက်ဆက်ကလေးပြောရမှာဖြစ်တဲ့အတွက်ပြောပြတာဒီမန္တလေးဆိုလဲဒီလမ်းတွေတောင်အကုန်လုံးပိတ်ပြီးတော့တွဲတာနော်တွဲတာအများကြီးပေါ့ဗျာနေရာတွေကနေရာဒေသအသီးသီးပေါ့ကျွန်တော်ပြောတဲ့စစ်မဖြစ်တဲ့နေရာတွေရန်ကုန်မှာဆိုလဲပြည်သူရင်မြင်လို့ပါလို့နေရာတွေမှာအရန်ကိုချက်ပြန်မကားပေါ့နော်ကြိတ်တို့စီကားတာပေါ့နော်ကြောက်ဖို့ကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘက်မှာပြင်းဦးလင်ပေါ့နော်ကျွန်တော်နေတဲ့နေရာပြင်းဦးလင်မှာဆိုလဲပန်းပွဲတော်ပေါ့ပန်းပွဲတော်မှာဆိုလဲနေ့စဉ်ပဲခုံပေါက်ကနေတာအဲ့တော့ဒါကတော့တစ်ချက်ပေါ့ဒါကတော့နိုင်ငံတော်နောက်ဆက်ကဝန်ကြီးချုပ်အပါကာချုပ်ကြီးဦးမင်းအောင်လိုင်တို့ရဲ့ပေါ့နော်ဒီဘက်ကပြရုပ်တစ်ခုပေါ့ပြရုပ်တစ်ခုစစ်တွေမဖြစ်တဲ့နေရာတွေနော်နိုင်ငံတော်မှာအေးချမ်းနေတဲ့နေရာတွေဒီ PDF တွေရှိကောင်းရှိလိမ့်မယ်PDF အားပေးတို့လာပြီးဖုံးစားလာပြီးကျွန်တော်နောက်ဆက်ပြီးနော်ကျွန်တော်စားနောက်ဆက်ပြီးနော်စားနောက်ဆက်ပြီးအဲ့တော့ရှိတယ်ကြီးမှာဒါ PDF မရှိခဲ့ရင်တော့မှအကြမ်းဖက်လက်နက်ကိုင်ထောက်ဖို့တို့အားပေးတဲ့လူတွေ PDF ကိုအားပေးတာတို့နော်ဒေါ်စုကြည်ပေါ့နော်သူတို့ခေါ်သူတို့အမေစုကျွန်တော်လဲနှုတ်တနာလို့ကျွန်တော်အမေစုလို့ဘယ်တော့မှမခေါ်ဘူးနော်ချီးတဲ့ယုံတယ်အဲ့တော့ကျတော့ပြောချင်တာသူတို့ကလည်းရှေ့ဆုံးကရှိနေမှာနော်သူတို့ကကြိတ်ပြီးတော့ငါတို့ကပြင်ဦးလွင်မှာနေပြီးတော့သူတို့ comment တွေကျွန်တော်ကြည့်တယ်ပြင်ဦးလွင်မှာနေပြီးတော့မသွားတာငါတယောက်ထဲလားဆိုအောက်ကအတန်အောင်လိုက်ပြီးငါတို့လည်းဒီလိုပါပဲလို့သူတို့ကသူအောက်ကနေအဲ့လိုငါတို့ကတော့လုံးဝသေးတော့မသွားဘူးလို့အဲ့မှာသွားပြောနေတဲ့လူတွေကဗာလဲထမင်းမစားတဲ့လူတို့ဟာလူဆိုတာထမင်းမစားဘဲနဲ့လူဘလို့လို့ဖြစ်မှာဟုတ်လားထမင်းစားပြီးတော့မှမွေးရပါအသိဉာဏ်မရှိတဲ့နီးပိတ်နဲ့လည်းနေုံချီးပရင်းဆိုတာမင်းတို့လူတွေမင်းတို့ကထိတ်ဆုံးကရှိမှာမထင်နဲ့ယုံကြည့်နေလိုက်ထိတ်ဆုံးကနေပဲသူတို့ပဲသွားမှာပြီးရင်ကွန်မန့်မှာကျတော့သူတို့လေသွားရေးမှာအဲ့ဒါလူမမြင်တဲ့ကွန်ပါလေအကောင်မုန်းနေနဲ့အကောင်စစ်တွေနဲ့မဟုတ်ဘူးနော်မိမွေးပါမရုပ်လည်းမပြရဲဘူးငါတို့တော့မသွားပါဘူးလို့ငါတို့ကတော့အမေစုပြန်လာမှငါတို့သွားမှာအဲ့လူတွေထိတ်ဆုံးကကျွန်တော်မြင်တယ်ပြင်ဦးလည်းမှာလဲကျွန်တော်ကမသွားဘူးကျွန်တော်လုံးဝမသွားသေးဘူးအဲ့ပန်းပွဲတော့နော်ကျွန်တော်သွားမှာပေါ့နော်ကျွန်တော်ပြင်ဦးလည်းကမင်းသားဆိုတော့ပြင်ဦးလည်းကမင်းသားကြီးဆိုတော့ကျွန်တော်တရက်တော့သွားမှာပေါ့ဘယ်မသွားလို့ဖြစ်မလဲဟုတ်တယ်မလားအဲ့တော့ကျတော့ပြောချင်တာနိုင်ငံအဝန်းမှာစစ်မဖြစ်တဲ့နေရာတွေဟုတ်နော်ပြည်သူတွေကအေးချမ်းနေထိုင်ခြင်းနဲ့အေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေကနော်မနေ့ကညတညလုံးကြက်ပြန်မကစီကားတယ်သူတို့အမေရှိတော့ငါတို့အမေကိုတတိယလာရေးသေးတယ်အဲ့မှာဟိုဘောလုံးဝင်းမှာအဟောင်းကြီးပါတယ်ဟာဟိုကပြန်ရေးတယ်31ရက်12လ2024ပါဆိုအဟောင်းကြီးတဲ့ငါတို့အမေလက်ထက်ကဟာကြီးတယ်ဟာဘလို့လူမျိုးတွေတုံးလို့ဒီလိုလူတွေက31ရက်12လ2024လို့ဟိုမှာဒီလိုကျင်းညာပြီးတော့ဟိုမှာလုံနေတာအဲ့ဒါအဟောင်းကြီးအဲ့ဒါငါတို့အမေလက်ထက်ကဟာကြီးတဲ့ဖုန်းလေးတွေကိုလေဖုန်းလေးတွေကိုကျွန်တော်မနေ့ညကြည့်တယ်ကျွန်တော်လည်းကြည့်နေတာပေါ့နော်ဒီလိုလေးတွေဒီလိုလေးတွေလုံနေကြတာလုံနေကြတာပြောတော့သူတို့ NLD ကိုပဲထောက်ခံတယ်စစ်တပ်ဘက်မှာလူမရှိတော့ဘူးလို့နော်ဂျားနေလူတွေမရှိတော့ဘူးလို့မနေ့ကမှသွားကြည့်တော့သူတို့မိလက်ထက်ကဟာကြီးတယ်အဲ့ဒါတဲ့အဲ့လောက်ဘိန်းတာဗျာဒီလားခေါင်းနဲ့ဖင်နဲ့များလွဲနေလားမသိဘူးချီးထွက်တဲ့အပေါင်းနဲ့ဒီအုံနောက်ချီးတဲ့ဥစ္စာများလွဲနေလားမသိဘူးဒီအုံနောက်ထဲမှာချီးတယ်ရှိပြီးတော့ဒီဘိုက်ထဲမှာအုံနောက်တွေသွားရှိနေတော့ဖက်ပြမလို့တော့နေမေ့သွားမှာဆိုလို့အဲ့ဒါတွေပြောဖို့တော့မဟုတ်သေးဘူးအဆင့်ကနော်သူကဘာပြောထားလဲဆိုတော့
နော်အေးကဘလောက်အေးမဟုတ်ဘူး TNN တွေဘလောက်လူပါဝလာပြီလဲဆိုကျွန်တော်ဖတ်ပြမယ်နော်အမှပို့ထားတာ29ရက်တလားနဲ့2024ရက်နေ့တွင်နဲ့နောင်လင်ရွာ၌တဲ့ TNN နေနဲ့ PDF ခေါင်းဆောင်များမှာတဲ့နော် TNN နေနဲ့ PDF ခေါင်းဆောင်များမှာဥဆောင်စည်းဝေးလုပ်ပြီးတဲ့ဓနုလွတ်မြောက်ရေးတက်မတော်တဲ့ဟာလုပ်ပြန်ပြီဟာဓနုလွတ်မြောက်ရေးတက်မတော်တဲ့လုပ်ပြီအဲ့ TNN နေနဲ့ PDF ကတောင်းခမ်းမှာအခြေအနေမကောင်းတော့သူတို့သိတယ်နော်သူတို့ကလက်နက်က10ကျွန်တော်ပြောတာ10ရောက်မှ2လက်လောက်ပါတာလူကတော့ပေါ်တယ်သူတို့ကဒါကျွန်တော်ပြန်ပြောပြမယ်နော်လူကတော့သူတို့ကပေါ်တယ်တင်တန်းဆင်းလာလိုက်ရင်သူတို့က1000 1100တော့ဆင်းလာတယ်သူတို့လက်နက်ခဲယမ်းရိတ်ခါမရှိတော့ရွာတွေတဲကိုဝင်တယ်အဲရွာတွေကအိမ်တွေကိုအခုစစ်မှုထမ်းဟောင်းတွေဘာတွေမဟုတ်နောင်ချိုကလူတွေတဲ့ပြန်လာခဲ့တဲ့အိမ်တိုင်ဟိုတဲ့30ပေးနေလို့ရပြီတဲ့30ပေးတဲ့သူတို့အခွန်ဆောင်ပေါ့နော်သူတို့အဲ့ဒီအိမ်ကိုတလားကိုလာတစ်နှစ်ကိုလာမသိပါဘူးသူတို့30ပေးတဲ့30ပေးအဲ့ဒီအိမ်ကိုတဲ့ပြန်ဖွင့်ပေးမယ်လာနေလို့ရပြီတဲ့ရိတ်ခါမရှိတော့စားနေရမှာအခုအဲ့ဒါကြောင့်မလို့နော်ကျွန်တော်ဒီကိစ္စကိုတော့ကျွန်တော်ခဏအလွတ်ဝတ်ထားအောင်မယ်နော်ဒီဘက်မှာကျွန်တော်တို့တရားချက်တစ်ခုရှိတယ်အဲ့ဒါတော့ထားအောင်အဲ့ကိစ္စကိုကျွန်တော်စောင့်ကြည့်အောင်မယ်ပေါ့နော်အဲ့ဟိုပြောလိုက်မယ်ဗျာအင်းဝိုင်းတရားချက်နော်ဒါပြောလိုက်မယ်ဒါခဏနေဦးနော်အဲ့တော့နော် TNN တွေအကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူတွေဒီ PDF တွေကအကုန်လုံးကဒီဘက်တောင်းခမ်းတကြောမှာဒီနောင်ချိုအခုဆွမ်းနာကျွန်တော်ကျင်ညာသွားတဲ့နေရာမှာဟိုနေ့ကဟိုကိုတိမ်ပင်လေးကိုတွေ့လိုက်တာဒီမှာရှိအဲ့ဒါပါတခါလေးဖတ်ပြခဲ့မယ်နော်အဲ့တော့ကျတော့သူကလက်နက်ကေယန်လူဝင်ကတော့သူတို့ကမချိနေဘူးလူဝင်ကသူတို့ကကြိုက်တယ်လို့ယူလို့ရတယ်နော်အဲ့အကုန်လုံးဆွဲတဲ့15နှစ်16နှစ်အကုန်ထက်တနက်ရှိတာမရှိတာနောက်မှအဓိကလူရှိဖို့လိုတာအဲ့တနက်2လက်နဲ့တစ်ရှေ့မှာလူ6ယောက်လောက်တိုက်လူ6ယောက်အုပ်စုဖွဲ့ရတနက်2လက်နဲ့တိုက်တယ်2ယောက်ရှိရသေးွားနောက်2ယောက်ကအဲ့တနက်ကောက်ပြီးတော့ပြည့်အဲ့နောက်2ယောက်မှာတော့အဲ့လိုကြီးစံနေပါနဲ့ပေးရင်ပေးတာမှာပေါ့အဓိကကတော့နော်အဲ့လိုမျိုးဖြစ်နေအခုဖတ်ကျင်တာကဒီမှာဓနုလွတ်မြောက်ရေးတက်မတော်ဖွဲ့စည်းကြောင်းနဲ့လူခွဲတန်းရာတဲ့ညံတော်ရွာ80တဲ့နောင်လင်ရွာ90တဲ့ရွှေသွန်းရွာ90တဲ့နောင်ဩရွာ30ပေါင်း210ပြင်းနဲ့စတင်ဖွဲ့စည်းမိဖြစ်ပြီးတဲ့အထက်ပါအင်အားများကိုလဲတဲ့လူသူများခွဲ၍တင်နန်းပေးမိဖြစ်ကြောင်းသိရှိရတယ်တဲ့ပလောင် TNN တွေအကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူကအခြေအနေမကောင်းမှန်းသိတော့ညံပြေးပြီးတော့တဲ့သူတို့ရှေ့ကတက်အပြေးတဲ့ဒေသခံတွေနဲ့ကာထားတဲ့သဘောဖြစ်တယ်တဲ့သေအောင်မဲ့ဓနုတက်မတော်တော့မရအောင်မင်းတို့သေမှာနော်ဓနုလူမျိုးကိုပြောတာမဟုတ်တိုင်းသားကိုပြောတာမဟုတ်အဲဓနု PDF ကိုပြောတာနော်အဲ့ဒါတခုနောက်တစ်ခုကဒါတစ်တော့မှတော့ကျွန်တော်မတင်သေးဘူး30ရက်12လ2024ရက်နေ့ညနောင်ချိုတိမ်ပင်လယ်ကလေကြောင်းတိုက်ခိုက်မှုပြုလို့ရပလောင်အရာရှိ4ဦးအပါဝင်30ကျော်သေဆုံးကြောင်းသိရှိရတယ်တဲ့လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ရန်သူမှာတိမ်ပင်လယ်အောက်ဘက်သို့တောအုပ်များအတွင်သို့ပြောင်းရွှေ့အခြေပြုနေထိုင်လျက်ရှိကြောင်းထပ်မံသိရှိရတယ်တဲ့နော်အဲ့တော့ကျတော့ပြောချင်တာဟာဓနုတက်မတော်လဲလာပြန်ပြီနော်အဲ့တော့ကျတော့အခုကျွန်တော်ပြောမယ်ခင်ဗျားတို့ပြောပြတာနော်အစိုးရရဲ့ရင်ဝယ်အောက်မှာနေတဲ့ငိမ့်ချမ်းနေအေးချမ်းနေတဲ့မြို့တွေနဲ့နော်အစိုးရရင်ဝယ်အောက်မှာမနေဘဲနဲ့အကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူတပုံကခုနောင်ချိုကြောင်မဲတီဘောဟုတ်လားလားချိုးပဲလားချိုးမှတော့ရှိလားမနေ့ကတော့နှစ်တစ်ကူးတဲ့ပွဲတရားဝင်ခင်ဗျားတို့အစိုးရကြီးဖြစ်နေပါပြီဆိုတဲ့ NUG ပဲဖြစ်နော်နိုင်ငံထူထောင်ပါပြီဆိုတဲ့လားချိုးမြို့လိုနေရာမျိုးမှာတော့မနေ့ကတော့နှစ်တစ်ကူးကိုပေါ်တင်ကျင်းပါရဲ့လားအစိုးရရဲ့ရင်ဝင်အောက်မှာရှိတဲ့နေရာဒေသအသီးသီးမှာဘုံတစ်လုံးတော့မကွဲသွားပဲနဲ့နော်2025နော်ဇန်နဝါရီလ1ရက်နေ့ပေါ့နော်ကြိုဆိုတဲ့နှစ်တစ်ကူးပွဲကအောင်မြင်စွာပြီးဆုံးသွားတယ်အဆိုတော်တွေလည်းအများကြီးအများကြီးကျွန်တော်နာမည်ထည့်မပြောတော့ဘူးဘာလို့လဲနာမည်ထည့်ပြောတော့လဲသူတို့ကလည်းသိပြီးသားပဲလေနော်အဆိုတော်တွေလည်းအများကြီးသူ့နေရာတွေကအသီးသီးမှာဒီပင်ဦးလွင်ပန်းပွဲတော့ဆိုလည်းအများကြီးအဆိုတော်တွေအဆိုတော်တွေအကုန်လာတယ်အမှုပညာသမားတွေအကုန်တော်တော်များများလာတယ်အဲ့ဒီထဲမှာအနီအားပေးထောက်ခံသူတွေမပါဘူးလားဆိုလဲပါတယ်နော် PDF ကိုမှ PDF ဆိုပြီးတော့ထောက်ခံတဲ့လူတွေမပါဘူးလားဆိုလဲပါတယ်အဲ့လူအုပ်ထဲမှာမပါဘူးဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့တိုင်းပြည်ရဲ့အေဂျင့်တာယာဖွံ့ဖြိုးတဲ့အရေးအဝါဒအောက်မှာနေမလားဒါမှမဟုတ်အကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူတပုံရဲ့နော်အောက်မှာနေမလားအဲ့နှစ်ချက်ကိုပဲရှင်ကြီးအဲ့ဒါအသေးမွားလေးနိုင်ငံရဲ့အသေးမွားကိစ္စလေးတစ်ခု
နော်အဲ့တော့ကျတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာမိတင်းနေထိုင်တဲ့ညီကိုမောင်နှမပြည်အောင်စုတိုင်းရင်းသားညီကိုမောင်နှမတွေငြိမ်းချမ်းခြင်းရဲ့အရာတာကိုခင်ဗျားတို့မင်းညပုံရိပ်တွေကြည့်ပြီးတော့မှသိရှိနိုင်ပါသေးခင်ဗျားတို့ထပ်တော်လန်လာခဲ့ဘာမှမဖြစ်ဘူးနော်တက်မတော်ကဘာမှဖြစ်သွားမှာမဟုတ်ဘူးနော်ခင်ဗျားတို့ကြိုက်တဲ့ပုံစံနဲ့တိုက်နော်ကြိုက်တဲ့ပုံစံနဲ့တိုက်မငြိမ်းချမ်းတဲ့နေရာမှာပျက်စီးသွားပြီးတော့မှကျွန်တော်ပြောပြီးပြီလူဆိုတာစစ်ပွဲတစ်ပွဲခင်ဗျာတစ်ဖက်က drone နဲ့ပြတယ်တစ်ဖက်ကတနက်နဲ့ပြတယ်တစ်ဖက်ကလိန်နဲ့ကျဲတယ်မသိဘူးဆိုတာမရှိဘူးမသေးဘူးဆိုတာလုံးဝမရှိဘူးသေကြမှာပဲเนาะကျုပ်တို့ကអော်တယ်ဆိုတာကျုပ်တို့ကတက်မတော်မိသားစုတွေဒီတက်မတော်ဘက်ကနေမခံမရနိုင်ဖြစ်လို့អော်တာစစ်ပွဲတစ်ပွဲအနေထားအာရုံကနှစ်ဖက်လုံးသေးတယ်အဲ့တော့ငြိမ်းချမ်းခြင်းကိုပေါ်ဆောင်နေတယ်ခင်ဗျားတို့အခုတက်မတော်ရှိတဲ့နေပြည်တော်လိုရဝင်းကြီးထဲမှာเนาะနံပါတ်1เนาะဘားချွေကြီးကဘလို့အုံနောက်မျိုးနဲ့เนาะခင်ဗျားတို့နေပြည်တော်ဟိုတာဘားချွေကြီးမလုပ်ခဲ့ကြည့်လူဦးရေအားနဲ့ရန်ကုန်မြို့လိုနေရာမျိုးမှာဘလို့နေမလဲဟမ်အဝင်ကြီးဌာန